မှဆိုလဲရုံးပါလေကြာရနော်မဲမြေပုံနေဂျပန်မြန်မာပါဘူးလားဒီကထူနန်နဲ့အဲ့နော်မြေပုံနေချက်ကြမြန်မာမြန်မာလည်းပါရဲ့ဗျဒီမဲ့ကြီးစမ်းရှိဟုတ်တယ်ဒီမှာသူကလမ်းလျှောက်လာတဲ့လူတွေလည်းအများကြီးပဲဗျာလမ်းလျှောက်လာတဲ့လူတွေဒီမှာဒီနေရာလေးဖြူလေးရတယ်ဟုတ်လားဆွမ်းနာပဲတွဲလေးတွဲထွက်သွားတယ်ဗျချစ်သူကောင်မလေးနဲ့နှစ်ယောက်သားပေါ့ဟုတ်လားကော်ဖီကွက်လေးနဲ့စကားလေးတီးကြတာပြောပြီးတော့ဟိုဆမ်မျိုးကြီးရဲ့လောက်ကြည့်လိုက်တော့တကယ်ကိုရဲ့နတ်ပြည်ပဲပေါ့ဗျာဒါကကျွန်တော်တို့တောင်ထိပ်တောင်ပေါ်အထိမရောက်သေးဒီလေဒီတဝက်လောက်ကလည်းလှမ်းမြင်ရတဲ့ view ပေါ့နော်ဟိုဘက်မှာဆိုရင်ဒီထက်ပေါ်မှာတက်လို့ရရည်ရယ်ပြီးတော့လမ်းလျှောက်တဲ့လူတွေလည်းအများကြီးပေါ့နော်ဒီနားနီးနားနေတဲ့လူတွေတော့ဒီညာလေးရောက်တင်တယ်လို့ထင်တယ်ဗျာဟိုရောက်တာထွက်လာလိုက်တာဗျာအဆိုးကြီးနဲ့ကြည့်အောင်ကိုလူကကြည့်ဒီလူကကြည့်နေဗျာဒီတောင်ပေါ်မှာဗျာအဲ့လူကြီးတွေအားပြောဖြစ်ရင်တော့တက်ကြီးတွေပိုင်းနေဗျာလေးချင်ကလာလို့တယ်လမ်းလေးလျှောက်တယ်ဟိုမှာလေးပြီးထားတယ်ထိုင်ကုန်လေးတွေရောမိုက်တူလေးနဲ့နှစ်ယောက်သားလက်လေးကန်ပြီးတော့လမ်းလျှောက်သွားလိုက်ရအခုကတော့ဟုတ်ပါဘူးဒီကောင်ကြီးနဲ့ပဲသွားနေအဲ့သိရင်းမှာတောင်ပေါ်ရောက်နေပါလေစမ်းတောင်တော့ခေါ်တော့ဗာကြီးတော့အင်ဒိုနီးရှားတဲ့မြေပုံနေဂျပန်မြန်မာပါဘူးလားဒီကထူနန်နဲ့အဲ့နော်မြေပုံနေချက်ကြမြန်မာမြန်မာလည်းပါရဲ့ဗျာဒီမဲ့ကြီးစမ်းရှိဟုတ်တယ်လူဦးရေ55သန်းနဲ့မြန်မာလည်းပါတယ်ဘယ်ထူနန်ဒီဘက်မှာဗီယက်နမ်နေပါလေအကုန်လုံးသူကမြေပုံတွေလုတ်ပေးထားအောင်နော်ဒီတစ်ခါတော့မရှိသေးဘူးဟာသူကအာဆီယံနေတွေကမြေပုံတွေတခြားလုတ်ပေးထားအောင်ဒီမှာမြေပုံလူဦးရေနဲ့ပေါ့နော်အဲ့တော့လေဒီဘက်မှာဆိုရင်သူဟွာလေးရှိရပေါ့နော်တက်ကြီးပိုင်းနေဆိုရင်သူကညနေပိုင်းနေဆိုလာကကြရဗျာဒီလိုလူကြီးကကျမရောလည်းမပြောနဲ့ဗျာ65 90ဒီလို့တယ်လည်းလုံနိုင်ရေးညနေပဲဆိုလည်းအဲ့လိုသူကလေးချင်းကလေးလမ်းလေးနဲ့ရှောက်တာပဲဖြစ်ဖြစ်အဲ့ဒါအကာလေးဖာသူတာပဲဖြစ်ဖြစ်ပေါက်လေးနဲ့ရှေ့မှာဆိုတော့ကျွန်တော်ချက်ပြဘွားတော့တွေကနေရဗျာသူတို့ရဲ့ဒီညနေတိုင်းနောက်ဒီပေါ်မှာရှိရတော့တောင်ပေါ်လေးလေးတဖြူဖြူနဲ့ဆိုတော့မိုက်ဗျာကျမတွေကနေဘွားတော့တွေကဒီဘက်မှာကရတယ်ဗျာဘိုးတော်တွေကじゃဒီဘက်မှာအကောက်ရိုက်တယ်ဗျာပင်ပေါင်လားဖာကောက်လားအခေါင်တော့ဒီဘက်မှာရိုက်တယ်ဒီကရဲတန်းအားမနေဘူးကျမကြီးလိုက်စားရပေါ့နော်ပြည့်လေတဖြူဗျာမိုက်လမ်းမင်းနဲ့ဝတ်ထားတဲ့မန်ရွေးရင်ပစိုးအောက်ကပစိုးကြီးနဲ့တော့ဟိုကြီးခလူကြီးဒီလူကြီးပေါ့ဗျာနည်းနည်းလေးတော့ဘာမိမိတ်ပေါ့ဒီကဟုတ်တယ်ကျူညီဝစ်စုံနေတယ်ဘွားတော်တွေကနေတော့ကြည့်ရကြရဗျာ